Hello，大家好。今天我想给大家分享 HSK 6级第14课的生词。这一课的标题是背着电饭锅拍北极。那我们一起来看看吧。北极 The North Pole မျက်ဝန်းရိုးစွန်း评论 comment လုပ်တဲ့ review လုပ်တဲ့မှတ်ချက်ပေးတယ်这是我对这部电影的评论大家觉得怎么样你们觉得我的视频怎么样评论区告诉我 What do you think of my videos? Tell me in the comments. Video နဲ့ပတ်သက်ပြီးတော့ထင်မြင်တဲ့အမြင်လေးတွေကို comment မှာမှတ်ချက်ပေးသွားလို့ရပါတယ်။评论ဆိုတဲ့စကားလုံးလေးကိုအဲ့လိုမျိုးနေရာမှာအသုံးပြုလို့ရပါတယ်။典型နမူနာပုံစံ我是一个典型的内向人ငါလုံးဝကို typical introvert 内向人 introvert တယောက်တည်းနေရာတော့ကြိုက်တဲ့သူ外向人 extrovert အများနဲ့နေရာတော့ကြိုက်တဲ့သူ考察 investigate စုံစမ်းစစ်ဆေးသည်老师带学生们去工厂考察实际工作环境我们去云南考察当地的地质结构云南ကိုသွားပြီးတော့အဲ့ဒေသမှာရှိတဲ့ geological structure တွေကိုစုံစမ်းကြည့်ရှုခဲ့တယ်访问 interview လုပ်တဲ့နေရာမှာတုံးတယ် visit ဆိုပေမဲ့သူကနိုင်ငံတကာအကြီးအကဲတွေတနိုင်ငံတော့တွေ့လေပတ်တဲ့အခါမှာအသုံးပြုတာကြည့်ကျ访问了一位科学家သိပ္ပံပညာရှင်တယောက်ကို interview လုပ်တယ်走头访问中国သမ္မတကတရုတ်ပြည်ကိုလာရောက်လေပတ်သည် state visit လို့သဘောမျိုး高峰အမြင့်ဆုံးကိုရောက်နေတဲ့အချိန်交通高峰时段ရင်ကျော်ပိတ်ဆို့မှုအမြင့်ဆုံးကိုရောက်တဲ့အချိန်他的事业达到了高峰သူ့ရဲ့ career မှာသူကအမြင့်ဆုံးကိုရောက်ရှိနေတဲ့အချိန်毅然လုံးဝကိုဆုံးဖြတ်ချက်ပြတ်သားခိုင်မာတာ我已经毅然决定开始减肥疲惫မောပန်းနွမ်းနေတာ感觉疲惫 feel exhausted very tired 力所能及အင်အားရှိသမျှတတ်နိုင်သမျှ做好自己力所能及的事我只做力所能及的部分抱歉这不是我力所能及的事情帮不到你力所能及的保护环境ပတ်ဝန်းကျင်ကိုတတ်နိုင်သမျှထိန်းသိမ်းကာကွယ်ရမယ်这件事我力不能及ကိစ္စကငါလက်လန်းမီတဲ့ကိစ္စမဟုတ်ဘူးငါတတ်နိုင်တဲ့ကိစ္စမဟုတ်力所能及ရဲ့ဆန့်ကျင်ဘက်力不能及開拓အသစ်ဖွင့်လှစ်တာတိုးတက်အောင်လုပ်တာ政府努力开拓与周边国家的外交新局面 The government is making efforts to open up a new diplomatic situation with neighboring countries 觉悟အလုပ် position ခွင့်ပေါက်ခြိထားတာ释放ကလွတ်ပေးသည်လွတ်မြောက်စေသည်出生ကလူတစ်ယောက်ရဲ့နောက်ခက် background သူတွေ့ကြုံခဲ့ရတဲ့အရာတွေ结婚前女人一定要考虑对方的出生吗မင်းကလေးတွေကလက်မထပ်ခင်သူတို့ရဲ့ partner ရဲ့နောက်ကြောင်းကိုကြည့်ဖို့လိုလား鼓动တစ်ခုခုကိုလှုပ်လှုပ်ရှားရှားဖြစ်စေရာ老师鼓动学生参加比赛夫妇လက်ထပ်ထားပြီးသားအတွေ့丈夫နဲ့妻子နှစ်ယောက်လုံးပြောတာ头脑ကအုံနောက်စိတ်遭遇က negative ဖြစ်တဲ့အရာတွေနဲ့တွေ့ကြုံတဲ့အခါမှာပိုပြီးသုံးတယ်遭遇困难遭遇灾难遭遇挫折遇到ကကြတော့လူနဲ့တွေ့တဲ့နေရာမှာလဲသုံးတယ်我遇到了他我遇到了困难灾难 disaster ဘေးဒုက္ခ饥饿အရန်ကိုစားလောင်မှုတိတ်နေရ风暴မုန်တိုင်းရန်ဟအရန်ကိုအေးတာ惊奇 surprise amaze အံ့အားသင့်သွားတာ看到这么美的风景我感到十分惊奇差別ကွာခြားချက်記載 record မှတ်တမ်းတင်သည်連鎖 chain လိုမျိုးဆက်ထားတာ这是一家知名的连锁品牌在全國擁有上百家門店ဒီနာမည်ကြီးအမှတ်တံဆိပ်ကတနိုင်ငံလုံးမှာဆိုင်ခွဲတွေအများကြီးရှိတယ်包裝 package ထုတ်ပိုးမှုပုံစံ衣裳အဝတ်အစား衣裳ဆိုတဲ့အသုံးလေးကစာရီမှာပိုပြီးသုံးတာများတယ်စကားပြောမှာ衣服လို့သုံးတာပိုများတယ်古代女子的衣裳非常讲究ရှေးခေတ်အမျိုးသမီးတွေရဲ့အဝတ်အစားကအရန်ကိုအသေးစိတ်ဆန်တယ်လှပတယ်新娘的婚礼衣裳十分美丽
သူတို့သမီးရဲ့ဝတ်စုံကအရန်ကိုလှပတယ်潇洒လွတ်လပ်ပြီးတော့မှကြော်ရှင်လှပတာ他走路很潇洒给人很自信的感觉本能 instinct 冲动အလိုတကြီးနဲ့စိတ်လိုက်မှန်ပါလောက်တာ冲动相差ကွဲပြားခြားနာတာ在意ဆိုဂယူးဆိုင်တာ你别在意他了သူ့ဂယူးဆိုင်မနေနဲ့他不在意别人的评论သူများရဲ့မှတ်ချက်တွေဝေဖန်တာတွေကိုဂယူးမဆိုင်ဘူး